မင်္ဂလာပါရှင်ကျမအခုဒီဘန်ကောက်မှာရှိတဲ့ Low-Tech Wellness Center မှာ Sound Healing ခံယူဖို့ပေါ့နော် Sound Healing Experience ကိုခံယူဖို့အတွက်ကျမအခုဒီနောက်ကအဆောက်အဦကဒါ Low-Tech ပေါ့နော်အဲ့ဒီကိုကျမရောက်နေတာပါ Sound Healing ကျမလာပြီးတော့ခံယူတာပေါ့နော်ဘာကြောင့်လဲဆိုတော့ Sound Healing ကဘာလဲဆိုတာလေးကျမအရင်ရှင်းပြမယ်နော်ဆိုတော့ကျမတို့ရဲ့လူတွေမှာကဒီစိတ်ထန်ရာတွေစိတ်ထန်ရာကနေဖြစ်လာတဲ့ emotional block တွေကကျမတို့လူတိုင်းမှာရှိတယ်လူတိုင်းမှာရှိတယ်ဟိုနည်းနည်းရှိတဲ့လူနဲ့များများရှိတဲ့လူနဲ့ကွာတာပေါ့နော်ဆိုတော့အဲ့ဒါပဲကွာတယ်အဲ့တော့ကျမတို့ကဒီကိုယ့်ရဲ့အတွင်းထဲမှာရှိတဲ့ဒီ block တွေကိုများများဖြီနိုင်တဲ့သူကများများလွတ်မြောက်တယ်နည်းနည်းဖြီနိုင်တဲ့လူကနည်းနည်းလွတ်မြောက်တယ်ပေါ့နော်ကျမတို့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ block တွေကိုအမြဲတမ်းrelease လုပ်ဖို့အတွက်ကိုကျမတို့စ조사နေရတယ်ပေါ့နော်စ조사နေရတယ်ဘာကြောင့်ဆိုအဲ့ဒီ block တွေကကျမတို့ရဲ့ဘဝတွေကိုလာပြီးတော့သူက impact ဖြစ်စေတယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီး block ရှိရင်လည်းအဲ့ block ကကိုငွေကြေးနဲ့ပတ်သက်တဲ့အခန်းကဏ္ဍတွေမှာလာပြီးတော့ impact ဖြစ်တယ်အဲ့လိုပဲ relationship နဲ့ဆိုင်တဲ့နေရာတွေမှာကိုက block ရှိနေတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီຢာတွေကကိုယ့်ရဲ့ပေါ့နော်လာပြီးအတားအဆီးတွေဖြစ်နေတယ်အဲ့တော့ကျမတို့တွေကအဲ့ဒီကိုယ်မှာရှိတဲ့ဒီ block တွေ trauma တွေကိုကျမတို့ကအမြဲတမ်း heal လုပ်နေဖို့လိုတယ်အမြဲတမ်း release လုပ်နေဖို့လိုတယ်ပေါ့နော်အဲ့ဒီအထဲကဒီ healing technique တွေတဲကတစ်ခုကကြတော့ sound healing technique ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီ sound healing ကနေထွက်လာတဲ့အသံရဲ့ frequency နဲ့ကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ block တွေကိုသူက release လုပ်ပေးတာဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့ခန္ဓာကိုယ်ဟာလဲတကယ်တော့ frequency တွေနဲ့ပဲခန္ဓာကိုယ်ထဲမှာရှိနေတာအဲ့အကြောင်းကိုတော့ကျွန်မနောက်ထပ်ဗီဒီယိုမှာထပ်ပြီးရှင်းပြမယ်ပေါ့နော်ဆိုတော့လောလောဆယ်တော့အဲ့လိုလေးပဲနားလည်ထားပြီးပါကျွန်တော်ရဲ့ခန္ဓာကိုယ်ကလည်းဒီ frequency လှိုင်းနေနဲ့တိဆောက်ထားတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ထဲမှာရှိတဲ့ block တွေကိုကျွန်တော်တို့ဒီအပြင်ကလာတဲ့ frequency လှိုင်းဒီ sound healing ကလာတဲ့ frequency လှိုင်းနေနဲ့ကျမတို့က release လုပ်တယ် healing တွေလုပ်ရတာပေါ့နော်အတန်မှာစွမ်းအားရှိတယ်အတန်မှာ frequency တွေရှိတယ်အဲ့တော့ကျမတို့ကကိုတနေ့အတန်နဲ့ပတ်သက်ပြီးတော့ကိုဘာသချင်းတွေနားထောင်နေလဲကိုယ့်ရဲ့နားတဲ့ကိုဘယ်လို frequency တွေထည့်နေလဲဆိုတော့ကျမတို့က awareness ရှိဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ဥပမာတချို့သချင်းတွေနားထောင်လိုက်ရင်ကိုယ့်ရဲ့ခံစားချက်ကို drain ဖြစ်စေတဲ့သချင်းတွေရှိသလိုတချို့သချင်းတွေနားထောင်လိုက်ကိုယ့်ရဲ့ energy ကို boost ဖြစ်သွားတဲ့ဟာမျိုးတွေလည်းရှိတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီ music မှာရှိတဲ့ frequency ကနေတဆင့် energy တွေကကျမတို့ခန္ဓာကိုယ်တော့အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကိုဒါသိသာစေတယ်ပေါ့နော်ပြနေတာပဲပေါ့နော်အဲ့တော့ကျမတို့ကကိုတနေ့ကိုယ့်ရဲ့ energy ကိုဘလို့ဖြစ်စေတဲ့ဒီ music တွေ frequency တွေကိုနားထောင်နေလဲဆိုတာလဲကျမတို့awareness ရှိဖို့လိုတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအရာတွေကြောင့်ပဲကျမတို့ရဲ့emotion တွေကပြောင်းလဲသွားစေတာလीเนาะဆိုတော့ဒီအတန်တွေမှာစွမ်းအားရှိတယ်အတန်ကနေထွက်လာတဲ့ frequency တွေမှာစွမ်းအားတွေရှိတယ်အဲဒါကြောင့်မလို့တနေ့ကိုဘာတွေနားထောင်နေလဲကိုယ့်ရဲ့နားတဲ့ကိုဘယ်လို frequency တွေထည့်နေလဲဆိုတာ awareness ရှိဖို့လိုပါတယ်ကျေးဇူးတင်ပါတယ်ကျွန်မကတော့ Grace ပါကျွန်မက energetically spiritually အရာလူတွေကိုစိတ်ပိုင်းဆိုင်ရာ well being ဖြစ်အောင်လို့ကူညီပြီးတော့မျှဝေပေးနေတဲ့သူတယောက်ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဆုံးထိကြည့်ပေးတဲ့အတွက်